တဲ့အကြောင်းသိသွားပါတယ်ခါခါရှိကသူ့တဘဝလုံးကိုယ့်ဘက်သားကိုရွေးချယ်ခဲ့တဲ့သူ့အဖေရဲ့စိတ်ကိုနားမလဲပဲအိုဘီတိုကြောင့်အမြင်မှန်ရသွားခဲ့တဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပြီဖြစ်တာကြောင့်သူ့ရဲ့တပည့်တွေကိုတော့လုံးဝအဲ့လိုအဖြစ်မခံနိုင်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်အဲဒါကြောင့်နောက်နေ့အကယ်ဒမီကိုစရောက်လာတဲ့အချိန်မှာနာရူတိုရဲ့ခတ်တုံးထုံးထောင်ချက်ကိုလွယ်လွယ်လေးတတိထားမိခဲ့ပေမဲ့အချင်းချင်းစားနောက်တယ်ဆိုတာကလည်းစီးလုံးမှုတစ်ခုပဲဖြစ်တာကြောင့်တမင်မရှောင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အတန်းနဲ့စောင့်ဝင်တဲ့အချိန်မှာပဲစားနောက်တဲ့နာရူတိုသူ့အပြစ်လို့အောင်ပြောတတ်တဲ့ဆာကူရာနဲ့ဘာလို့မှဂယူးမဆိုင်တဲ့ဆာစကဲတို့ကိုတွေ့လိုက်ရတဲ့အတွက်ဒါကစီးလုံးမှုမဟုတ်ဘူးဆိုတာကိုနားလည်သွားခဲ့ပါတယ်အဲ့လိုနဲ့ချူလုံးလေးကြီးနဲ့စာမွေးစစ်ခဲ့တဲ့အချိန်မှာလေသူထင်သားလို့တင်းဝတ်ဆိုတာလုံးဝမရှိပဲနာရူတိုကတိုင်မှာကျိုးနဲ့အတုတ်ခံခဲ့ရပါတယ်အဲဒါကြောင့်နာရူတိုကိုနေလက်လာကျွေးရတဲ့သူကအကယ်ဒမီကိုပြန်ဖို့ပြမယ်လို့ထင်ကြောက်ပြီးစောင့်ကြည့်နေရင်သူတို့တွေမလုံနိုင်ခဲ့ရင်တောင်မီနာတိုလုံခဲ့တယ်လို့ဂျုံကြီးပေးလိုက်တင်လာလို့တွေးနေမိပါတယ်ဒါပေမဲ့သူမနဲ့ရောဘလို့လုံးလဲဆိုတဲ့အတွေးဝင်လာခဲ့ပြီးသူသာစီကန်းတွေကိုမဖတ်တွေ့ခဲ့ရင်အိုဘီတိုသူ့ကိုတငယ်ချင်းစားပွဲတာကိုသာလက်ခံခဲ့ရင်ဆိုတဲ့အတွေးတွေနဲ့ရှုပ်ထွေးနေတဲ့အချိန်မှာဆတ်စကဲကနာရူတိုကိုထမင်းကျွေးလိုက်တဲ့အတန်ကိုကြားရပါတယ်အဲဒါကြောင့်သူတို့၃ယောက်နဲ့မတူတဲ့ကလေးတွေဆိုတာသဘောပေါက်သွားခဲ့ပြီးအိုဘီတိုကိုလည်းမင်းနဲ့ရီကိုငါဘတော်မှမမေ့ဘူးလို့အံပြောနေပြီးခဲ့ပါတယ်အဲ့လိုနဲ့ပဲသူ့ရဲ့ဆန်ဆဲနဲ့အသင်းမော်တွေယုံကြည်ကြတဲ့ဆရာတယောက်ဖြစ်နာရူတိုဆတ်စကဲနဲ့ဆာကူရာတို့ပါဝင်တဲ့အသင်းတစ်ခုအနေနဲ့ရှေ့ဆက်လျှောက်ရတော့မှာဖြစ်ပါတယ်အိုဘီတိုနဲ့ရီကိုဂရီပေးထားခဲ့တဲ့အတိုင်းခါခါရှိကသူ့ရဲ့အခွင့်အရေးပေါ်မှာဘတော်မှအသေးခံတော့မှမဟုတ်ပဲအချင်းချင်းယုံကြည်မှုရှိတဲ့တင်းဆဲပိုင်းရဲ့ပဲ့ကန်ချင်းတယောက်ဖြစ်ရှင်နိုဘီတာဝင်တွေကိုဆက်လက်ထမ်းဆောင်သွားတော့မှာဖြစ်ပါတယ်ဒါကတော့အပိုင်း118ဖြစ်ပြီးအပိုင်း119ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe ရေးလို့အားပေးကြဖို့တော့ဖြစ်ပါတယ်ဗီဒီယိုကြည့်နေတဲ့ညီကိုတွေထဲမှာ YouTube ရော Facebook ရော subscribe နဲ့ follow မလုပ်ထားတဲ့သူတွေတဝက်လောက်ရှိနေရကြောင်း subscribe နဲ့ follow လေးတွေမေ့နေရရှိရင်လောက်တော့ကြဖို့တောင်းဆိုချင်ပါတယ်